ကောင်းတာလေအချင်းရဲ့စာလုံးတိုင်းရဲ့အပေါ်မှာတလုံးချင်းတွေထက်သွားတာလေအဲ့ဒါတကယ်ရင်ဖတ်နဲ့ခံစားခဲ့ဘူးလို့သူကအဲ့လိုဆိုနေတာကျွန်တော်ကအဲ့လိုမဟုတ်ဘူးဥပမာဆရာမြင့်မောင်ရေးရတဲ့ချင်းကိုဆရာမြင့်မောင်အနေနဲ့ပဲအဲ့ဒီချင်းကိုခံစားပြီးဆိုလိုက်တာအဲ့ကြောင့်မို့လဲတချင်းကအဲ့ဒီတပုတ်မှာပဲခံစားချက်ပြီးသွားတယ်ကွန်ထက်တော့အဲ့လိုမဟုတ်ဘူးနော်တချင်းတပုတ်ကောင်းဖို့စကလုံးတိုင်းမှာခံစားချက်တစ်ခုစီနဲ့ဆိုရတော့ကွန်ထက်လို့ဆိုရတဲ့ခံစားချက်အရင်ပေါ့ပြီးအရင်နားလို့ကောင်းတာပေါ့အဲ့ဒါကွဲခဲ့သည်ရှိတော့ကိုကအကြာကြီးခံစားမဲ့မျိုးလားဒါမှမဟုတ်ခဏလေးပဲခံစားပြီးတော့ဟယ်ရီတို့အာဒမ်တို့ရှေ့ဆက်သွားမယ်မျိုးလားအဲ့တော့ကွဲကြီးမှတည်မှာကွဲစမ်းကြီးမှရကွဲစမ်းကြီးမှအဲ့ကဲကွဲစမ်းကြီးပဲလောက်ပါလေညာတို့ညီလေးကခွဲရအောင်လေခွဲပါနေမရကရကလည်းဖြစ်ကုန်မရကရကဟုတ်ကဲ့အဲ့ဆိုရင်တခါကြောင်းရရှိသေးဆိုတော့တို့ခဏနေမတူညီရဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်